လုပ်ငန်းခွင်အတွင်းဖော့ကလစ်ကားပြီးဆုံးမသွားတဲ့ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားမျိုးသားတို့အတွက် MHAC မဟာမိတ်အဖွဲ့မှကူညီဆောင်ရွက်မှုများပေးသွားမည်။ထိုင်းနိုင်ငံဖေဖူလီခရိုင်ရှိတန်ဆက်ရုံတစ်ခု၌လုပ်ကိုင်နေသောအသက်23နှစ်အရွယ်ကျော်စင်ဝင်းအမည်ရှိမြန်မာလုပ်သားတို့နိုဝင်ဘာလ18ရက်နေ့ညနေ4နာရီချိန်ခန့်၌အလုပ်ချိန်တွင်ဖော့ကလစ်ကားမောင်းစဉ်မတော်တဆဖြစ်ကတိမ်းမောက်၍ဆုံးမသွားခဲ့ပါသည်။ထို့သောဆုံးမသွားသည့်အတွက်ကျန်ရစ်သူမိသားစုများမှထိုက်တဲ့သည့်ရပိုင်ခွင့်များရရှိနိုင်ရေးအတွက်ထိုင်းနိုင်ငံရဲ့ဥပဒေနဲ့အညီကူညီဆောင်ရွက်ပေးပါရန် MHAC မဟာမိတ်အဖွဲ့ထံအကူအညီတောင်းခံလာခဲ့ပါတယ်။ထို့သောအကူအညီတောင်းခံလာသည့်အတွက်ယနေ့နိုဝင်ဘာလ20ရက်နေ့နိုင်ရေးတကြိုခြင်း၌ဆုံးမသူအတွက်တွားရောက်ဆူတောင်းပေးကမိသားစုများနဲ့တွဲဆုံအားပေးပြီးအကူအညီပေးနိုင်ရေးအတွက်လိုအပ်သည့်များဆွေးနွေးခဲ့ပါတယ်။ကွယ်လွန်သားသည့်အမျိုးသားအတွက် MHAC မဟာမိတ်အဖွဲ့မှလိုအပ်သည့်အကူအညီများပေးကပြီးဆုံးသည့်တိုင်ကူညီပေးသွားမှာဖြစ်ပါတယ်။